ဒီဘက်ခေတ်တော့နီးပညာကြီးကတော်တော်ကြောက်ဖို့ကောင်းနေကျွန်တော်ပြောပြမယ်ဒီ TBH လက်ကနေပြီးတော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်ကိုလုပ်ပြမယ်နော်ဒီမှာဆိုရင်သူ့ရဲ့ဗီဒီယိုကိုကျွန်တော် copy link ယူခဲ့ပြီးတော့မှသူဒီဗီဒီယိုမှာဘာတွေပြောသွားတုံးဆိုတဲ့ဟာကိုကျွန်တော်အကုန်လုံးကို transcript လုပ်ပြမယ် transcript လုပ်ပြီးတော့မှကျွန်တော်တို့ AI နဲ့ကိုကနေပြီးတော့ content အမျိုးအစားတွေဘယ်လိုပြန်ဖန်တီးလို့ရတော့ text format တွေဘယ်လိုလုပ်လို့ရအောင်ဆိုတဲ့ဟာကိုကျွန်တော်တေချာလေးပြောပြပေးမယ်ဒါတော့သူများအုံနောက်ဖောက်စားရတော့ကြာရဗျာဒါပေမဲ့ဟိုဘူးတုဒအနေနဲ့ပဲပြောပြတာဒီနီလန်းတိုင်းနဲ့တော့လိုက်ပြီးတော့မလုံးနဲ့ဒါဘူးတုဒအနေနဲ့ပဲကျွန်တော်ပြောထားတာပါနော်ဒီမှာဆို blog လုပ်ထားတယ် blog လုပ်ထားဆိုကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်ယူပြမယ်ဒီမှာနော် copy ယူလိုက်ပြီးလို့ရှိရင်ဒီမှာနော် command v နဲ့ကတချို့ပုတ်တွေဆိုရင်တော့ block တက်တယ်ဒီမှာဆိုရင်ကျွန်တော်တို့တန်းပြီးတော့မှ secret တွေရလိုက်ဒါသူဗီဒီယိုမှာပြောထားတဲ့ဟာတွေကြီးပဲအကုန်လုံးကျွန်တော်တို့ secret တွေတန်းပြီးရလာအပြည့်လုံးဝအောင်ပါ okay ဒီလိုမျိုးရလာပြီဆိုတော့ကျွန်တော်တို့ကဘာလုပ်မလို့ဆိုတော့ဒီစာကိုကျွန်တော်တို့အနေနဲ့ဘယ်နေရာမှာပြန်သုံးမို့ဘယ်လိုပြန်သုံးမလို့ဆိုတော့ကျွန်တော်တို့ဒါကို copy ယူလိုက် copy ယူပြီးသွားလို့ရှိရင် Gemini နဲ့ကိုဝင်လိုက် hi ပေါ့နော်ကျွန်တော်တို့အရင်ဆုံး hi ပို့ထားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကခုနဟာလေးကိုယူပြီးတော့မှဒီစာလေးကိုအနှစ်ချုပ်ပြီးတော့သတင်းတစ်ပုဒ်ရေးပေးပါပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ကိုခုနလုံးဝကျွန်တော်ဆိုလုံးဝဖတ်တောင်မဖတ်လိုက်ဘူးဒါပေမဲ့ AI ကိုဖတ်ခိုင်းလိုက်တယ် AI ကနေပြီးတော့မှကျွန်တော်တို့ကိုဒီလိုမျိုးအနှစ်ချုပ်ပြီးတော့မှသတင်းတစ်ပုဒ်ပြန်ပြီးတော့လုပ်ပေးသွားတယ်ဒီသတင်းတွေကိုကျွန်တော်တို့ကဘယ်လိုပြန်လုပ်လို့ရအောင်ဆိုတော့ကိုကဒီလိုအတန် format နဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့က narration version နဲ့ပဲဖြစ်ဖြစ်ပြန်ပြီးတော့မှသတင်းတစ်ပုဒ်ပြန်ပြီးတော့မှတင်ဆက်တယ်လို့မျိုးလုပ်လို့ရတယ်ပေါ့နော်ဒီမှာဆိုခေါင်းစဉ်လိုမျိုးတွေအဲ့တော့ကျွန်တော်တို့ကnarrator version နဲ့လိုချင်တယ်ပေါ့နော် narrator version နဲ့စကားပြောလိုမျိုးလိုချင်တယ် okay ဒီလိုပြောလိုက်လို့ရှိရင် तू ကဘယ်လိုပြန်ပြီးမလို့ဆိုတော့ကျွန်တော်တို့ကိုခုနလိုမျိုးဒီလိုခေါင်းစဉ်တွေပါကြီးလုံးဝမပါတော့ဒါဆိုစသားနဲ့ပြန်ပြီးအနှစ်ချုပ်ပြီးပြရနော်တစ်စင့်ချင်းစီကျွန်တော်တို့သေချာသွားထားတယ်ဒီမှာဆိုရင်ကျွန်တော်တို့က narrator version နော် narrator version နဲ့ဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့ရင် तू ကသေချာပြီးွားတယ်ဒီမှာကြည့်လိုက်မှာနော် narrator ပြောရမယ့်ဟာကိုဒီမှာစသားတွေအကုန်ပါတယ်ဒါတွေကိုကျွန်တော်တို့ကvideo format ပြန်မောင်းမယ်ဆိုရင်ဒါကို copy ယူလိုက်ပြီးလို့ရှိရင်ဘယ်လိုပြန်လုပ်လို့ရတော့ဆိုတော့ဒီမှာ speech မှာဆိုတဲ့ website ထဲကိုဝင်လိုက်လို့ရှိရင်ကျွန်တော်တို့ဒါအပေါ်ဆုံးမှာပေါ်တဲ့ဟာပဲเนาะ speech မှာကျွန်တော်ရှေ့ရ video တွေမှာလည်းပြထားဖို့ရ3ပုံ3နည်းဒီ speech မှာဆိုတဲ့ website ထဲကိုဝင်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကခုနကယူလာတဲ့ဒီမှာပြန်ပြီးအနှစ်ချုပ်ထားတဲ့ဟာပေါ့เนาะဒါဆိုကြော်ညာခဏကြည့်ပြီးလိုက်ပေါ့เนาะအကယ်ဒီ website ကိုမသုံးချင်ဘူးဆိုလဲကျွန်တော်တို့ဒီမှာ Crip ဆိုတဲ့ website ရှိသေးတယ်ခဏရင်เนาะအတန်လေးရှက်တိုးလိုက်မယ်ကျွန်တော်ဒီမှာနောက်ထပ် website တစ်ခုပေါ့သူကတော့ free website တွေဆိုတော့ကြော်ညာလေးတော့တစ်ခါလေတော့ကြည့်ပေးရတယ်ပေါ့เนาะ okay ဒီဟာဒါဆို Crip website တွေပေါ့เนาะgenerator ပေါ့ကျွန်တော်ဒီထဲကနေပဲတန်းပြီးအမြန်ဝင်လိုက်တော့မယ်เนาะ generator ထဲကနေဝင်လိုက်ပြီးတော့မှခုနကဟာကိုလည်းကျွန်တော်တို့ paste ထုတ်ခဲ့ပြီးတော့မှ generate audio နှိပ်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒါလေးကိုနှိပ်လိုက်ပြီးတော့မှဒီမှာဆိုရင်ကျွန်တော်တို့က language ပြောင်းရမယ်ပေါ့နော် language ပြောင်းရမယ်ဆိုရင်ဒီမှာ Burmese ပေါ့ Burmese ကိုပြောင်းလိုက်ပြီးလို့ရှိရင်ဒီဟာတို့နီလာတို့ဘာညာရှိရပေါ့နော်အတန်တွေပါပြောင်းရမှာမဟုတ်လဲကျွန်တော်တို့ဒီမှာ joining လုပ်လိုက်ဒီမှာဆိုလဲကျွန်တော်တို့ကြော်ညာခဏကြည့်လိုက်ပေါ့ကျွန်တော်နှစ်ခုလုံး3ပုံ3နည်းပြသွားမယ်နော်တခါလေဒီနေ့မှာဒီမှာနော်ဒီမှာချက်ရှိကပေါ်လာလိမ့်မယ် close နှိပ်လိုက်ပေါ့ဟိုဘက်မှာတော့ကျွန်တော်တို့ပြီးသွားပြီဆိုတော့အတန်တွေထွက်နေပြီပေါ့နော်ဒီမှာဆိုလဲကျွန်တော်တို့ကဒီမှာတစ်ချက်ပြမယ်ဒီဘက်နားလေးကိုကြည့်ဒီမှာကုတ်နံပါတ်ရှိတယ်ကုတ်နံပါတ်ကိုကျွန်တော်တို့ရိုက်ထိတ်လိုက်လို့ရှိရင်ရတယ်ပေါ့ဒီမှာတော့ကျွန်တော်တို့ဒီဘက်ရှမ်းကနေပြီးတော့မှအတန်ထုတ်ထားပြီးပြီဆိုတော့ဒီအတန်ကိုကျွန်တော် share ပြီးပြမယ်ဒါပေမဲ့ one is ညီကိုလာတက်စလားဒီနာမည်ကိုကြားလိုက်ရင်လူတော်များများကကောင်းမှန်တစ်စိတ်တစ်ခုဒါမှမဟုတ်ចောင်းတုံးကဖတ်ခဲ့ရဒါဆိုရင်ကျွန်တော်တို့က YouTube short တို့ TikTok short တို့မှာပြန်ပြီးတော့ဒီလို content မျိုးစားတွေကိုပြန်ပြီးတော့ AI နဲ့ပြန်ပြီးလုပ်လို့ရတယ်ကိုကမှပုံနေပါ generate လုပ်မယ်ဆိုရင်မှ Nodi AI တို့ Banana AI တို့ဘာတို့သုံးပြီးတော့မှ video content လိုမျိုးဖန်တီးလို့ရတယ်ကိုကဒါဆိုရင်ကျွန်တော်တို့ content create လုပ်ဖို့လဲကျွန်တော်တို့ script တွေပါစဉ်းစားစရာမလိုဘူးသူများလုပ်ထားတဲ့ဟာကို AI နဲ့ပဲပြန်သုံးတယ်သုံးပြီးတော့အတန်နဲ့တွင်းစရာမလိုဘူးကျွန်တော်တို့ AI နဲ့ပဲအတန်တွင်းတယ်
တင်ပြီးတော့မှတပုတ်ထုတ်တာဆိုကျွန်တော် AI နဲ့ပဲထုတ်ပြီးတော့မှကျွန်တော်တို့သတင်းတင်ဆက်သလိုမျိုးသတင်းမီဒီယာတွေပါထုတ်လို့ရပါတော့ဒါမျိုးဟာတွေဆိုအခုကဒီလိုမျိုးသင်ခန်းစာတွေစိတ်ဝင်စားလို့ရှိရင်ကျွန်တော်ရဲ့သင်တန်းမှာဆိုရင်ဒီလိုမျိုးသင်ခန်းစာတွေအများကြီးရှိတယ်ပြီးတော့တခြားဒီ movie recap တို့တရားတော်နဲ့ပတ်သက်တဲ့ဟာတွေလည်းအများကြီးသင်တန်းမှာပါတယ်အဲဒီသင်တန်းအသေးစိတ်ကိုလည်းကျွန်တော်ပင် post မှာထားပြီးရဗျတေချာလေးဖတ်ကြည့်လိုက်ပါသင်တန်းကြီးကတော့တသိန်းပါပဲဗျ